တော့ဘောနော် comment ကိုဖတ်မိပေါ့နော်အဲ့ reply လေးပြန်ထားပါတယ်ပေါ့နော်အဲ့ညီမလေးတယောက်ကပေါ့နော်ညီမလားမောင်လေးလားလည်းမသိပါဘူးရှင်အဲ့သူကကျတော့ပေါ့နော်လူနှစ်ယောက်ဘယ်လိုလုပ်ရလဲဆိုတာကိုပြောပြတော့မှာဖြစ်ပါတယ်နော်ကဲအားလုံးပဲအဆုံးထိလည်းကြည့်ပေးကြပါဦးနော်ပြင်ဆုံးလူနှစ်ယောက်လုပ်ဖို့ဆိုတော့ Crystal ကပေါ့နော်sorry ပေါ့နော်ဘေးကအတန်လေးတွေလည်းကျေးဇူးပြုရောတိခံရောနားထောင်ကြပါနော်အရင်ဆုံး word f ကိုတွားလိုက်ပေါ့နော် word f ကိုတွားပြီးဆိုရှင်ကိုလိုချင်တဲ့ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်ကိုပေါ့နော်ကိုကပေါ့နော် Chitus ကပြောရမယ် Chris ကကြတော့ပေါ့နော်ဒီကောင်မလေးကိုပဲလုပ်လိုက်မယ်ပေါ့နော်အရင်ဆုံးသူ့ကို Chitus ကပြောလိုက်သူ့ကိုပြောမှာမဟုတ်နော်ကိုပြောမင်းကောင်မလေးတက်ကိုပြောရမှာနော်ကိုကျမ Chitus ကပြောလိုက်မယ်နော်ခန်းဝင်မိမဟုတ်ပေါ့နော်သူ့ကိုပြောလို့ရှင်သူ့ wait လုပ်လိုက်ပေါ့နော်လုပ်ပြီးဆိုရှင် तू ကကျတော့ဒီပုံစံနည်းနဲ့မဖြစ်ဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့်သူ့လွယ်အိတ်တွေဇမင်ပုံစံတွေပြောင်းပေးရမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့ Crystal ကပဲအဲ့ဒီမှာပေါ့နော် character edit ဆိုရရှိရပေါ့နော် तू ကကျ Chitus ကပြောပြီးမှပို့ရပါနော်အဲ့ဒါဝင်ပြီးပြီဆိုလို့ရှိရင်ပေါ့နော်ဒီမှာ character edit ဆိုတဲ့ထဲဝင်ထားပေါ့နော်ဝင်ပြီးပြီဆိုလို့ရှိရင်သူ့ရဲ့လွယ်အိတ်ကိုပေါ့နော်ချခြင်းတဲ့အတွက်ကြောင့်ဒီမှာဒါလေးကိုဖြုတ်လိုက်လို့ရှင်သူ့ရဲ့လွယ်အိတ်ကမရှိတော့ဘူးပေါ့နော်ပြီးရင်သူ့ရဲ့စရင်အရောင်လေးကိုလည်းကိုကြိုက်တဲ့အရောင်ပြောင်းလို့ရတယ်ပေါ့နော် Trish ကတော့အမဲအောင်လေးပဲပြောလိုက်ပါတယ်ပြီးရင်တော့သူ့ကိုဒီမှာအင်ဂျီပုံစံလေးနှိပ်လိုက်ကိုပေါ့နော်လဲကျင်တဲ့အင်ဂျီဝတ်စားလဲပြောလို့ရတယ်ပေါ့နော် Chris ကဒီအင်ဂျီလည်းမကြိုက်ဘူးပေါ့နော်ဒီအင်ဂျီမကြိုက်ဘူးပြီးရင် Chris ကကျတော့သူ့မြန်မာဆက်ဆံလေးဝတ်ပေးလိုက်မယ်ပေါ့နော်အင်းချာကိုကြိုက်တဲ့အရောင်ပြောင်းလို့ရတယ်ပေါ့နော်ပြီးတော့ရှင် hair ကကြတော့ကိုကြိုက်တယ်လို့လုပ်လို့ရတယ် Chris ကဒီပုံစံလေးလုပ်လိုက်မယ်ဒါဆိုရင်တော့ကောင်းမလေးတယောက်ရသွားပါပြီရှင်ကဲအဲ့ဒီကောင်းမကြီးတယောက်ရသွားပြီဆိုရှင်သူ့ကို home care စီခေါ်သွားမယ်ပေါ့နော်ပြီးတော့ရှင်သူ့ကိုညီမတို့ဘာလို့လုပ်လို့ရပေါ့နော်အော်မင်္ဂလာပါညီမဘာနဲ့တဲ့အဲ့လိုမျိုးလေးပြောလို့ရပါရှင်အားလုံးပဲဆုံးချကြည့်ပြီးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါရှင်ပေါ့နော်ဒီဇမီနဲ့ထက်ကေကတော့ Chris တင်ပေးထားပါပြီနော်အားလုံးပဲ bye bye